ယာကူဇာရာဇဝင်ကိုင်းခေါင်းဆောင်ဟောင်းဖြစ်သူရှီကီဟာရူရှီရိုင်းဟာထိုင်းနိုင်ငံမှာနှစ်ပေါင်း14နှစ်ကျော်ကြာပုံအောင်နေခဲ့ပေမဲ့လည်းတာမန်အင်တာနက်ပေါ်ကဓာတ်ပုံတစ်ပုံကြောင့်ဖမ်းဆီးခံခဲ့ရပါတယ်။ဖမ်းမိချိန်မှာရှီရိုင်းဟာအသက်80ကျော်ပြီဖြစ်ပြီးထိုင်းနိုင်ငံမှာအိမ်တောင်ပြုကတိတ်ဆိတ်စွာနေထိုင်နေသူတူဖြစ်ပြီးလူအများကမေ့လျော့နေပြီဟုထင်မှတ်ခဲ့သူဖြစ်ပါတယ်။သူဟာ2003ခုနှစ်ဂျပန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ဂိုင်းအချင်းချင်းပတ်သက်တဲ့လူသတ်မှုတစ်ခုကြောင့်ဖမ်းဝရမ်းထုတ်ခံထားသူဖြစ်ပါတယ်။ဂျပန်ရဲတပ်ဖွဲ့ကသူ့ကို14နှစ်ကျော်ကြာရှာဖွေခဲ့ပေမဲ့လည်းမတွေ့ရှိခဲ့ပါဘူး။ရှီရိုင်းဟာထိုင်းနိုင်ငံလော်ဘရီမြို့ငယ်လေးမှာနေထိုင်စဉ်ရိုးရှင်းတဲ့တာမန်ဓာတ်ပုံတွေကြောင့်ဖမ်းမိခဲ့ခြင်းဖြစ်ပါတယ်။ဒေသခံတို့ကရှီရိုင်းဟာလမ်းဘေးမှာစစ်တူရင်ကစားနေတဲ့ဓာတ်ပုံအချို့ကိုရိုက်ကူးပြီးလူမှုကွန်ရက်ပေါ်တင်ခဲ့ပါတယ်။အဲ့ဒီဓာတ်ပုံတွေမှာရှီရိုင်းရဲ့ခန္ဓာကိုယ်မှာထိုးထားတဲ့ယာကူဇာတက်တူးတွေနဲ့သူ့ရဲ့လက်ချောင်းငယ်တစ်ချောင်းပြတ်နေတာကိုအထင်အရှားတွေ့ရပါတယ်။လက်ချောင်းဖြတ်ခြင်းဟာဂိုင်းစီကန်ချိုးဖောက်ပါကအပြစ်ပေးတဲ့ရိုးရာယာကူဇာအမှတ်သားတစ်ခုဖြစ်ပါတယ်။အဲ့ဒီဓာတ်ပုံတွေဟာလူမှုကွန်ရက်မီဒီယာတွေမှာလျင်မြန်စွာပြန့်နှံ့သွားပြီးလူအများရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်။ဓာတ်ပုံတွေပြန့်နှံ့သွားတဲ့အတွက်ဂျပန်အာဏာပိုင်တွေနဲ့ထိုင်းရဲတပ်ဖွဲ့တို့ဟာပူးပေါင်းကအဲ့ဒီဓာတ်ပုံတွေရဲ့တည်နေရာကိုခြေရာခံခဲ့ကြပါတယ်။နောက်ဆုံးမှာတော့14နှစ်ကျော်ကြာပုံအောင်နေခဲ့တဲ့ရှီရိုင်းဟာစုံတောက်တွေရဲ့အထူးစုံစမ်းထောက်လှမ်းမှုကြောင့်မဟုတ်ပဲအင်တာနက်ပေါ်ကဓာတ်ပုံကြောင့်ဖော်ထုတ်ဖန်ဆီးခံခဲ့ရပါတယ်။